ဒီနေ့လေဆိုင်မှာပစ္စည်းအစ်စ်လေးတွေအများကြီးရောက်ထားတယ်ဒါပေမဲ့လေမင်းလျှောက်သွားနေရမလို့ပုံလေးတွေတော့မရိုက်ခဲ့ရဘူးအခုလေမကွင်းမှာတော်တော်များများကိုသွားနေကြတယ်မူလမြက်တလွန်ဖျက်ပြူရွာလေးကိုရောက်ခဲ့ပါတယ်ဒါလေးကလေရာလန်းကြားထဲကနေသွားတာတော်တော်လေးကိုဆင်းဆင်းရှင်ရှင်လေးနဲ့တော်တော်လေးကိုနေလို့ကောင်းတယ်မိုးအုံလေးနဲ့ဆိုတော့လေအရာမိုက်တယ်မင်းရောတနင်္ဂနွေသမီးဖြစ်တဲ့တနင်္ဂနွေတောင်လေးကိုတီချားလေးရိုက်ခဲ့ရပေါ့နော်ဖျားရောက်တာနဲ့တီတီချားလေးလည်းဖျားဝှေ့ပြုတ်ခဲ့ပါတယ်ဖျားဝှေ့ပြုတ်ပြီးပြီဆိုတာနဲ့ထုံးစံတိုင်း view လေးပတ်ပြီးတော့ရိုက်တယ်ပေါ့နော်ရှူကင်းလေးကလည်းတော်တော်လှတယ်ပုံရိုက်မဲ့နေရာလေးလည်းများတယ်ပေါ့နော်မိုးလေးကလည်းအုံလေးနဲ့ဆိုတော့နေမပူတော့ကြတော့ပုံရဲရတာအရန်ပင်မနဲ့လို့မခံစားရဘူးရက်တော်မူဖျားကလည်းနာမည်ကြီးနေရဆိုတော့မင်းလည်း view လေးရိုက်ခဲ့တယ်ဖျားကလည်းလေအရန်တက်ပယ်တယ်ဒီနေ့ကလေတနင်္ဂနွေနေမလားမသိဘူးလူတော့နည်းနည်းလေးတော့များတယ်မင်းတို့လေလူရှင်းတဲ့နေရာလေးကိုလိုက်ရှာပြီးတော့じゃ view လေးပုံလေးတွေကိုရအောင်ရိုက်ခဲ့ဖျားလည်းဖူးပြီးပုံလေးလေးရိုက်ပြီး view လေးလေးရိုက်ပြီးပြန်လာတဲ့အပြန်လန်းလေးမှာတော့မင်းတက်ခဲ့တဲ့တက်ကလေးကိုဝင်ပြီးတော့ဓာတ်ပုံလေးရိုက်ဖို့အတွက်ဆင်းပါတယ်မင်းတို့ဘွဲယူပြီးကြတဲ့အတိုင်းဆိုလို့ရှိရင်လေ7နှစ်နီးပါးလောက်ကိုရှိပြီပေါ့နော်မရောက်ဖြစ်တာဒါပထမဆုံးအကြိမ်ထပ်ပြီးတော့ရောက်ဖြစ်တာပေါ့နော်အသက်ကြီးလာလို့လားမသိဘူးလေငယ်ဘဝရဲ့ပျော်ရွှင်မှုတွေကလေတကယ်ကိုတန်မိုးရှိပါတယ်ဒီကနေ့အပြန်တငယ်ချင်းကမကွေးအဝင်မှာလဲဓာတ်ပုံရိုက်မယ်ဆိုလို့မင်းမဆင်းပြီးတခါလေးရိုက်တယ်ပေါ့နော်ဒီနေ့လေလဲပဲ့နေရမလို့ဆိုင်ကိုနေ့လယ်လောက်မှကိုပြန်ရောက်ပါတယ်